2012လောက်ကကိုလာမောင်ဆိုတဲ့သူကပြုံးလင်မျိုးကခြံတစ်ခြံမှာအလုပ်လုပ်ခဲ့ပါတယ်။အဲဒီနောက်သူကအိမ်ငှားရှာခဲ့ပါတယ်။အိမ်ငှားရှာတဲ့အခါမှာလည်းသူ့ရဲ့ဝင်ငွေနဲ့အစဉ်ပြေအားပြေချောင်းဈေးသက်သာတဲ့အိမ်မျိုးကိုလိုက်ပြီးတော့ရှာနေခဲ့တာပါ။ဖြစ်ချင်တော့သူအိမ်တစ်လုံးရခဲ့ပါတယ်။သူရခဲ့တဲ့အိမ်ကလည်းတခြားတော့မဟုတ်ပါဘူး။ဘယ်သူမှငှားမနေရကြတဲ့အိမ်အိုအိမ်အဟောင်းရှိဟောင်းအိမ်တော်ကြီးပါ။အိမ်ကြီးကတော့ရှိဟောင်းအိမ်ဖြစ်ပေမဲ့လည်းအကောင်းပတိတိုင်းရှိနေသေးပါတယ်။ဒီလိုနဲ့ရန်ကုန်မှာကြံခဲ့တဲ့သူ့ရဲ့မိသားစုကိုသူနဲ့တူပြုံးလင်မှာနေဖို့အိမ်ရပြီဆိုပြီးတော့သူလှမ်းခေါ်ခဲ့ပါတယ်။သူတို့အိမ်ရဲ့အနားမှာလည်းတခြားအိမ်ကြီးတွေကအလွန်ပဲကျဲပါတယ်။နဲလဲနဲပါတယ်။အနီးနားမှာသူ့အိမ်ကနေမိနစ်20လောက်လမ်းလျှောက်မယ်ဆိုမှသူ့အမဝင်းခွဲတော်ဆက်သူရဲ့အိမ်ကိုရောက်တာပါ။ဒီလိုနဲ့သူရန်ကုန်မှာကြံခဲ့တဲ့သူ့သမီးလေးနဲ့သူ့မိန်းမကလည်းပြုံးလင်မျိုးရောက်လာတယ်။အဲ့ဒီနောက်မှာသူတို့မိသားစု3ယောက်လုံးအတူတူငှားထားတဲ့အိမ်အိုကြီးတွေကိုတွားခဲ့ကြတယ်။ဖြစ်ချင်တော့အဲ့အိမ်အိုကြီးတွေကိုဝင်တဲ့နေ့မှာပဲသူမိန်းမကဒီအိမ်နဲ့ပတ်သက်ပြီးတော့မကောင်းတဲ့ခံစားချက်ကိုရနေခဲ့ပါတယ်။ဒီလိုနဲ့ပဲပေါ့တရက်ကိုလာမောင်အလုပ်သွားနေတဲ့အချိန်ဇနီးဖြစ်သူကအိမ်ကန်းအပြင်ကရှောက်လန်းမှာလူကြီးတစ်ခုဖြတ်သွားတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီအရေးကဘေးနားကပိတ်ထားတဲ့အခန်းထဲဝင်သွားတယ်လို့ခံစားရပြီးမြဲလေသူကိုယ်တိုင်သွားစစ်ကြည့်လိုက်တဲ့အခါမှာတော့အခန်းကတော့ခတ်ထားသေးပါညဘက်ဒီမှာလည်းအခန်းပြင်ကနေတစုံတစ်ယောက်လမ်းလျှောက်နေတဲ့အတန်မျိုးသူတို့ညားရတဲ့အခါတကားဝမှာလူတစ်ယောက်လာရက်နေတယ်လို့မျိုးသူတို့လာပြီးအရေးတစ်ခုခုကစိုက်ကြည့်နေတယ်လို့မျိုးအမြဲတမ်းမြင်လေးရှိပါတယ်နောက်တစ်နေ့မှာတော့နှစ်နှစ်အရွယ်သားငယ်လေးကအခန်းထဲမှာတယောက်တည်းရီမောနေတာကိုမိခင်ဖြစ်သူကတွေ့ခဲ့ပါတယ်တစုံတစ်ယောက်ကခလေးကိုကြီးစဲနေတယ်လို့ပါပဲချန်ပီယံကနေလူစိမ်းတယောက်ကလည်းဝိညာဉ်လာနေပြီဆိုပြီးတော့ကြောက်လန့်တဲ့ကြအိမ်ကိုလက်ညှိုးထိုးပြီးအော်ဟစ်နေခဲ့ပါတယ်ညနေပိုင်းအိမ်ရှင်ကသူတို့စီလာလေတဲ့အခါမှာမေးကြည့်လိုက်တော့လေအော်ဘာမှမရှိပါဘူးဆိုပြီးတော့ပဲညင်းဆိုခဲ့ပါတယ်မတင်ကားစရာကောင်းတာကအဲ့ဒီအိမ်ရှင်ကအိမ်ကိုလာလေတဲ့အခါတိုင်း9မိနစ်ထပ်ပိုကြမနေပါဘူးအိမ်တကမာကြီးအဝမှာပဲရက်ပြီးစကားစမြည်ပြောတာတော့ပဲလောက်တာပါအထဲဝင်ထိုင်ခိုင်းရင်တော့နေပါစေမထိုင်တော့ပါဘူးခင်ဗျားတို့ဘာလို့အပ်တာများရှိမလဲဆိုပြီးလာမိတာပါဆိုပြီးပြောပါတယ်ဒီလိုနဲ့တရက်မှာတော့ကိုလာမောင်မိန်းမလုပ်သူတယောက်ဂရင်မော်ကနေအတွန်းချခံလိုက်ရတယ်လို့ပြုတ်ကျသွားပါတယ်။သူကခလေးလန်နိုးသွားပြီးထငိုလို့အငိုတိတ်အောင်ချောဖို့ကြိုးစားနေတော့မှအနားကနေမိန်းမတယောက်ရဲ့အတန်နဲ့ဒီကနေအခုချက်ချင်းထွက်သွားမဟုတ်ရင်ငါအားလုံးတပ်ပြက်မယ်လို့ချင်းချောက်တာကိုကြားလိုက်ရပါတယ်။ခလေးကိုချီပြီးတော့အခန်းထဲကနေအမြန်ပြပြတလဲပြေးထွက်ပြီးဆင်းပြေးပါတယ်။အဲ့ဒီချိန်လေကားပေါ်ကနေဆင်းတဲ့အခါနောက်ကနေတွန်းချခံလိုက်ရလို့တားမိ2ယောက်လုံးလေကားပေါ်ကနေလှိမ့်ကြခဲ့ရပါတယ်။ခလေးငယ်ကတော့ဘာမှမဖြစ်ခဲ့ပါဘူး။ခလေးမိခင်ဖြစ်သူကိုလာမောင်ဇနီးမှာတော့အတော်လေးနာကျင်ထိခိုက်ခဲ့ရပါတယ်။ဒီဖြစ်ပပြီးတော့ကိုလာမောင်တယောက်လည်းသူ့ရဲ့အမျိုးသမီးနဲ့ခလေးကိုရန်ကုန်မှာရှိတဲ့ရောက်ခမကြီးစီကိုပြန်ပို့ပေးလိုက်ပါတယ်။ဒါပေမဲ့သူဇနီးနဲ့ခလေးအပေါ်အခုလိုမျိုးကြုံတွေ့ခဲ့ရတာကိုသူ့အတွက်ခံပြင်းနေတာပါ။ဒီလိုမျိုးတရက်တစီကိစ္စတွေကိုသူငကိုတွေကမယုံကြည်ခဲ့တာပါ။အစကတည်းကဒါတွေကိုမယုံခဲ့တဲ့ကိုလာမောင်တယောက်ကတော့အဲ့ဒီညမှာပဲသူကိုယ်တိုင်ဒီတရက်ကိုဖမ်းမယ်ဆိုပြီးတော့ဆုံးဖြတ်ထားပါတယ်။ပြီးတော့မှအိမ်ဘက်နဲ့တယောက်တည်းစာရီထိုင်ဖတ်နေပါတယ်။အစားပိုင်းအခြေအနေကတော့ပုံမှန်ပါပဲ။ဒါပေမဲ့ည12နာရီကျော်ပြီးတဲ့နောက်မှာသူလည်းတအိမ်လုံးကိုလိုက်လံစစ်ဆေးပြီးတော့အခန်းထဲကိုပြောင်းဝင်လာပါတယ်။အဲ့ဒီအချိန်ပြတင်းပေါက်လိုက်ကနောက်ကနေလူတစ်ယောက်ကသူ့ကိုရက်ကြည့်နေတာကိုတွေ့လိုက်ရပါတယ်။ငကိုတွေကသူဇနီးနဲ့ခလေးကိုထိခိုက်အောင်လှုပ်ထားတဲ့အတွက်တရဲပေါ်မှာကိုလာမောင်မကျင်တဲ့ချက်တွေပြင်းထန်နေတာပါ။ချက်ချင်းပဲပြတင်းပေါက်အနောက်ပြေးပြီးတော့လိုက်ကောင်ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဇပင်ဖားလာနဲ့ကြောက်စရာကောင်းတဲ့မိန်းမတယောက်ကသူ့ကိုပြန်ပြီးစိုက်ကြည့်နေတာကိုတွေ့လိုက်ရပါတယ်။ကိုလာမောင်ဟာမြင်မြင်ချင်းတရဲကိုလဲပြီးညှစ်ပါတယ်။တရဲမှတော်တော်ဆူဆူဝါးဝါပြန်អော်ပြီးကိုလာမောင်လင်းထွက်သွားအောင်ဂိုက်ပေါက်ခဲ့ပါတယ်။ကိုလာမောင်စိတ်ရဲ့ဒေါသတွေအပြည့်နဲ့ပါ။ဒါပေမဲ့တရဲမရဲ့အင်အားကြီးမှုကိုသူ့ရဲ့ဒေါသဘာမှလုပ်လို့မရနိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့တရဲမရဲ့တိုက်ခိုက်တာခံရရင်ကိုလာမောင်တယောက်မေးလဲခဲ့ပါတယ်။နောက်ရကိုလာမောင်သတိရလာတော့အိမ်ရှင်နဲ့သူ့ရဲ့အမရောက်နေပါတယ်ဖြစ်သွားပုံသူလည်းအသေးစိတ်မမှတ်မိတော့ပါဘူးသူအချင်းချင်းတိုက်ခိုက်ခံခဲ့ရပါတယ်ဂိုင်ပေါက်တာတွေလည်းခံခဲ့ရပါတယ်နောက်ဆုံးတစ်ခေါက်မှာတော့ငါအိမ်ပေါ်ဘသူမှလာမကျူးကျော်နဲ့ဆိုပြီးအိမ်ပြင်ကိုဂိုင်ပေါက်လို့လင်းထွက်သွားတာကိုပဲသူမှတ်မိတာပါနောက်ရမနက်ခြံစည်းကိုအပြင်မှာထိခိုက်မှုတွေနဲ့လဲနေတဲ့ကိုလာမောင်ကိုအိမ်ရှင်ရောက်လာခြင်းကူညီခဲ့ပါတယ်ကိုလာမောင်ကအိမ်ရှင်ကိုသူ့ဇနီးနဲ့ကလေးကြုံခဲ့ရတဲ့နောက်ပိုင်းမှာဒီအင်းနဲ့ပတ်သက်ပြီးမေးဖို့တွားရှာခဲ့ပြီးမဲ့လေအိမ်ရှင်ကအဝေးတနေရာရောက်နေတော့အချိုးချောင်းမေးမြန်းခဲ့တာပါနောက်မှစုံစမ်းကြည့်လိုက်တဲ့အခါဒီအိမ်ရှင်မှာအသက်20ကျော်ရွယ်သမီးမင်းကလေးတယောက်ရှိခဲ့ပူပါတယ်။သူမဟာအခြေရေးကိစ္စကြောင့်ဒီခန်းထဲမှာလည်းကိုတေချောင်းချန်စီခဲ့တာပါ။အိမ်ရှင်တွေကသမီးဖြစ်သူကိုစိတ်နာလုံးလို့တကြိုတာတောင်စနစ်တကျမလုပ်ပေးခဲ့ပါဘူး။သူမရဲ့ဝိညာဉ်ဟာအဲ့ဒီအိမ်မှာပဲဆွဲကပ်ပြီးဒီအိမ်ကြီးကိုလာငှားတဲ့အိမ်ငှားမှန်သမျှကိုလိုက်လံချောက်လန့်နေတာပဲဖြစ်ပါတယ်။ဒီအိမ်ကြီးကိုကိုလာမောင်တို့ရဲ့အရင်မှာငှားခဲ့တဲ့မိသားစုတစုရှိပါတယ်။အဲ့ဒီမိသားစုကကောင်းလေးဆိုရင်ခေါင်းမှုပေါ်ကနေအတွန်းချခံလို့တည်သွားဘူးလေလို့သိရပါတယ်။ဟုတ်ကဲ့ဒီဗီဒီယိုရဲ့အကြောင်းအရာလေးကတော့ဒါပါပဲခင်ဗျာအခုလိုအကြောင်းအရာလေးတွေကိုလည်းအခါအခွင့်ရရင်ရတယ်လို့တင်ဆက်ပေးနေပါမယ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ